မြန်မာចောင်းသားတွေအများစုဒီစကလုံးသုံးလုံးဒီကမှားပြီးတော့ထွက်တတ်ကြတယ်ပေါ့နော်ပထမဆုံးကဘာလို့ဆိုတော့ ticket ပေါ့နော်အဲ့တော့ TICKET ကို ticket လို့ထွက်ကြတယ်နော်ခင်ဗျာ ticket လို့မထွက်ဘူး ticket လို့ထွက်ရတယ်နော်နောက်တစ်ခုကကြတော့ basket လို့ထွက်တယ်နော်ချင်းကိုပြောတာပေါ့နော်ချင်းတောင်းနေပါတယ်လို့ basket လို့ပြောရပေါ့နော်အဲ့တော့အဲ့ဒါကို basket လို့မထွက်ဘူး basket လိုမျိုးထွက်ရမယ်နော်နောက်တစ်ခုကကြတော့ဘာလို့ဆိုတော့rocket လို့ထွက်တယ်ပေါ့နော်ဒုံးကြီးပေါ့ဒုံးကြီးကို rocket လို့ထွက်တယ်အခုနော် rocket လို့ထွက်ရမယ်နော်အတန်ထွက်ကိုအင်္ဂလိပ်အတန်ထွက်ကိုအခြေခံကနေစပြီးတော့ကိုယ့်အကိုနောက်ပိုင်း self study လုပ်ဖို့အတွက်လေ့လာခြင်းနဲ့ဆိုရင်ဒီလာမယ့်2026 8လပိုင်း12ရက်နေ့မှာဆရာတင်မဲ့ဒီ English pronunciation essential ဆိုရဲဒီသင်တန်းရှိပါတယ်เนาะအဲ့ဒါကိုcomment မှာlink ချထားတယ်ပညာဒါနအတန်းမှာစိတ်ဝင်စားတဲ့လူတွေလာပြီးတော့ join လို့ရပါတယ်เนาะ